သူတို့ဟာကျိန်စာတင်နာကနေလွတ်မြောက်ဖို့အတွက်ဇာတိမြေကိုစွန့်ခွာခဲ့ကြပေမဲ့အဲ့ဒီကျိန်စာကသူတို့နောက်ကိုအိမ်ထိလိုက်လာခဲ့ပါတယ်ဒီရုပ်ရှင်ကိုတရေထိုင်950ခုနှစ်ကိုရီးယားစစ်ပွဲအကြောင်းဆွေးနွေးနေတဲ့ရုပ်မြင်သံကြားထုတ်လွှင့်မှုတစ်ခုနဲ့စတင်ထားပါတယ်အဲ့ဒီအချိန်မှာပဲကိုဝင်းဆောင်အမျိုးသမီးငယ်တဦးပုံအောင်နေတဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်တအိမ်ကိုပြသထားပါတယ်သူမဟာကောင်းပွိုင်းအုပ်ထုတ်ဆောင်ထားတဲ့အမျိုးသားတဦးအခန်းထဲကိုဝင်လာတဲ့အချိန်မှာအတန်မထွက်စေဖို့အတွက်ကျင်းမြောင်းတဲ့ဗီဒီယိုထဲမှာအသက်အောင်ပြီးပုံနေတာပါအစကတည်းကစိတ်မသက်မသာဖြစ်เสียကောင်းနေတဲ့အခြေအနေဟာအဲ့ဒီအမျိုးသားကသူ့ရှိမောက်မှာတုံးလုံး6ချောက်ခွဲဖြစ်ရတဲ့တစ်ခုကိုမြင်တွေ့လိုက်ရတဲ့အခါပိုလို့တောင်ထိတ်လန့်เสียကောင်းသွားပါတယ်အဲ့ဒါကတော့အမျိုးသမီးတဦးဟာကျိုးဆွဲချပြီးကိုအဆုံးစီရင်သွားတာပဲဖြစ်ပါတယ်အဲ့ဒီလိုတုံလုံးเสียမြင်ကွင်းကြောင့်ဗီဒီယိုထဲကကိုဝင်းဆောင်မျိုးသမီးဟာကြောက်လန့်တကြားနဲ့တောင်းကြီးဖြစ်သွားပြီးသူမရှိနေတာကိုရိပ်မိမသွားစေဖို့အတွက်အတင်းအောင်ရဲကတိတ်ဆိတ်နေခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဇလန်းကအမေရိကန်နိုင်ငံကတက္ကသိုလ်တစ်ခုရဲ့လက်ရှိအချိန်စီကိုပြောင်းလဲသွားပြီးငယ်စဉ်ကတည်းကမိသားစုနဲ့အတူအမေရိကန်မှာနေထိုင်ခဲ့ပြီးအခုကျောင်းသူတစ်အဖြစ်အနံ့ထားတဲ့ကိုရီးယားအမေရိကန်ကောင်မလေးဆိုဖီဘက်နဲ့မိတ်ဆက်ပေးပါတယ်။ကျောင်းဝင်းထဲကသူမရဲ့ပထမဆုံးနေ့မှာပဲသူမကိုကိုရီးယားကျောင်းသားတစ်ယောက်ကချင်းကပ်လာပြီးကိုရီးယားကျောင်းသားအဖွဲ့အစည်းမှာပါဝင်ဖို့လိုက်လဲဖိတ်ခေါ်ပါတယ်။ဒါပေမဲ့ဆိုဖီကတော့အနေရခက်တယ်လို့ခံစားရပါတယ်။ဘာလို့လဲဆိုတော့သူမမှာကိုရီးယားတွေးပါနေပေမဲ့ကိုရီးယားစကားလုံးဝမပြောတတ်တယ်လို့သူမရဲ့ရိုးရယဉ်ကျေးမှုအကြောင်းကိုလည်းဘာမှမသိတဲ့လောက်ဖြစ်နေလို့ပါပဲ။ဒါကြောင့်သူမကအဲ့ဒီဖိတ်ခေါ်မှုကိုရင်ကြေးပဲညှင်းပယ်လိုက်ပါတယ်။အမေရိကန်သမိုင်းကိုအဓိကဘာသာရပ်အနေနဲ့တက်ရောက်ဖို့သူမရဲ့အစီအစဉ်ဟာလည်းအဲ့ဒီဘာသာရပ်အတွက်ကျောင်းအလက်ခံတဲ့လူဦးရေပြည့်သွားပြီဆိုတာသိလိုက်ရပြီးနောက်ပြည့်သွားခဲ့ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ဆိုဖီဟာသူမရဲ့အဆောင်ခန်းကိုပြန်လာခဲ့ပြီးနောက်ဆုံးမှာတော့အခြားဘာသာရပ်တစ်ခုကိုအစားထိုးရွေးချယ်ဖို့အကြံပြုခြင်းခံရတာကြောင့်အစားထိုးဘာသာရပ်အနေနဲ့20ရာစုကိုရီးယားသမိုင်းဘာသာရပ်ကိုအနံ့လိုက်ပါတော့တယ်။စိတ်မကောင်းပါဘူးလူပြည့်သွားပြီထင်တယ်။ဒါကတော့မင်းရဲ့အချိန်စရာနဲ့အန်ကိုက်ဖြစ်မဲ့ကျန်တဲ့ဘာသာရပ်တွေပါ။မင်းစိတ်ဝင်စားနိုင်မဲ့ဟာမျိုးတွေ့မိလားအခန်းထဲရောက်တော့ဆိုဖီကသူမရဲ့အမေစီဖုန်းဆက်ပြီးသူမကြီးပြင်းလာတဲ့အချိန်မှာကိုရီးယားဘာသာစကားဒါမှမဟုတ်ယဉ်ကျေးမှုကိုဘာလို့တခါမှမတင်ပေးခဲ့တာလဲလို့မေးပါတယ်အဲ့ဒီခါကျမှသူမရဲ့အမေကလည်းဆိုဖီရဲ့အဖွားစီကနေဘာမှတင်ယူခွင့်မရခဲ့ကြောင်းနဲ့အမေရိကမှာပိုပြီးဘေးကင်းတဲ့အနာဂတ်ရရှိစေဖို့အတွက်သူတို့ရဲ့ကိုရီးယားနာမည်တွေကိုပါတမင်တကာဖျောက်ဖျက်ထားခဲ့ကြမှန်းသိလိုက်ရပါတယ်ဖုန်းပြောနေတော့မှပဲဆိုဖီဟာနောက်ခံကနေအဖွားဖြစ်သူရဲ့အတန်ကိုကြားလိုက်ရပြီးအဖွားကဒီအကြောင်းအရာပေါ်တိတိတသားမတတ်မတာဖြစ်နေတာကြောင့်မိသားစုထဲမှာတခုခုကိုရေရှည်ဖုံးကွယ်ထားခဲ့တယ်ဆိုတာအရေးအမွှပြတ်သားနေပါတယ်။ကျောင်းဖွင့်ပွဲအခြေအနေဘယ်လိုလဲသမီး။ကျောင်းတစ်ကြီးကိုသဘောကျရဲ့လား။အမေတို့သမီးကိုကိုရီးယားစကားဘယ်တော့မှသင်ပေးခဲ့ဘူးလို့လဲ။အဖွားကသမီးကိုအမေရိကန်နာမည်ပဲရှိစေချင်တာ။သမီးကြီးပြင်းလာတဲ့အချိန်တုန်းကလည်းအဖွားကသမီးကိုအင်္ဂလိပ်လိုပဲပြောခဲ့တာ။အဖွားကိုယ်တိုင်တောင်ဒီကိုပြောင်းရွှေ့လာတော့ကသူ့နာမည်ကိုဟန်နာလို့ပြောင်းခဲ့တာ။ဒါဆိုအဲ့ဒါကြောင့်ပဲသမီးကိုကိုရီးယားနာမည်မပေးခဲ့တာလား။ဘာတူလဲအဲ့ဒါ။ရှင်စကားပြောတာကောင်းမယ်။နားထောင်စမ်းဖုံးချပြီးတဲ့နောက်ဆိုဖီရဲ့အခန်းထဲကတည်ငြိမ်တဲ့လေထုဟာမျက်နှာချက်ကနေရေတွေယိုစိမ့်နေတာကိုသတိပြုမိလိုက်တဲ့အခါရုတ်တရက်ထူးဆန်းသွားပါတယ်။ပြီးတော့သူမကအဲ့ဒီရေတွေဘယ်ကလာလဲဆိုတာကိုစစ်ဆေးဖို့စူးစမ်းနေတော့တကားခောက်တန်ကြောင့်လန့်ဖြတ်သွားပါတယ်။တကားဖွင့်ကြည့်လိုက်တဲ့အခါဘယ်သူမှရှိမနေတာမို့တယောက်ကနောက်ပြောင်တာနေမှာပါလို့တွေးပြီးတကားကိုပြန်ပိတ်လိုက်ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့တကားကသူ့အလိုလိုပွင့်သွားပြီးအာရီဟန်လို့ခေါ်တဲ့မိန်းကလေးတယောက်ပေါ်လာကသူမဟာဆိုဖီရဲ့အခန်းဖော်အတင်းနဲ့အတန်းဖော်ဖြစ်လာခဲ့ပါတယ်။နောက်ရက်မှာတော့ဆိုဖီကပထမဆုံးအတန်းတက်ပြီးကိုရီးယားကျောင်းသားနဲ့ပြန်ဆောင်ပါတယ်။သူ့နာမည်ကဘရိုင်ယန်ကိုဖြစ်ပြီးကွန်နဲ့ဖီယိုနာဘက်အပါဝင်အခြားတန်းဖော်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။မကြာခင်မှာပဲကိုရီးယားပရိုဖက်ဆာတယောက်အခန်းထဲဝင်လာပြီးမိတ်ဆက်စကားစပြောရမှာအခြားသူတွေအားလုံးမှာကိုရီးယားနာမည်ရှိကြပေမဲ့ဆိုဖီကတော့ကိုရီးယားနာမည်မရှိတဲ့တူဦးတည်းသောကျောင်းသူဖြစ်နေတာကိုသိလိုက်ရပါတယ်။ဟေးအောင်ငါ့ကိုမှတ်မိလား။ဟေးအင်းငါကဘရိုင်ယန်ပါပြီးတော့သူ့လူယုံကြီးပြောခဲ့တယ်လို့ပဲသူကတော့ကွန်မင်္ဂလာနံနက်ခင်းမှာကျောင်းသားတို့ငါကတော့ Professor Lipa Fiona Beck President Becky Mitchell Normally Amadou Dixon Sophie Beck အဲ့ဒီညနေမှာ Sophie ကအပန်းဖြေဖို့နဲ့အတူတူအချိန်ကုန်ဆုံးဖို့တငယ်ချင်းအစ်စ်တွေနဲ့အတူဘာတစ်ခုကိုတွားခဲ့ပါတယ်အဲ့ဒီလိုလွတ်လပ်ပေါ်ပါတဲ့ပတ်ဝန်းကျင်မှာ Sophie ကသူမရဲ့ကိုရီးယားနာမည်လို့ထင်မှတ်ထားတဲ့နာမည်တစ်ခုကလွဲလို့ကိုရီးယားအကြောင်းဘာမှမသိပါဘူးလို့ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်သူမကတငယ်ချင်းတွေကိုအဲ့ဒီနာမည်ကိုဘာသာပြန်ပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့အဲ့ဒီနာမည်ကိုပြောလိုက်တဲ့အခိုက်အတန့်မှာပဲထူးဆန်းတာတစ်ခုဖြစ်ပျက်သွားပါတယ်အဲ့ဒါကတော့ဆိုဖီရဲ့ဖုန်းဟာလျှက်စစ်တအားဝင်လာတယ်လို့မျိုးရုတ်တရက်တုံ့ပြန်လာပြီးဘယ်သူမှရှင်းမပြနိုင်တဲ့စိတ်ချောက်ချစရာအခြေအနေတစ်ခုဖြစ်သွားတာပဲဖြစ်ပါတယ်။နင်တို့ငါ့ကိုတစ်ခုလောက်ကူပြီးဘာသာပြန်ပေးလို့ရမလား။အဲ့ဒါငါရဲ့ကိုရီးယားနာမည်။အုံးပိတ်ရက်မှာတော့ဆိုဖီဟာသူမရဲ့အဖေနဲ့အမေလည်းနေထိုင်တဲ့အဖွားရဲ့အိမ်စီကိုသွားလဲပါတယ်။ပြီးတော့သူမရဲ့အဖွားကကျောင်းဝင်းထဲကဘဝအသစ်အကြောင်းမေးမြန်းတဲ့အခါဆိုဖီကတမိုင်းဘာသာရပ်ကိုတက်ခွင့်မရလို့အစကစိတ်ပြက်ခဲ့ရပေမဲ့ကိုရီးယားကျောင်းသားတော်တော်များများနဲ့ရင်းနှီးသွားပြီးတဲ့နောက်မှာတော့ဖြည်းဖြည်းချင်းအဆင်ပြေလာခဲ့ကြောင်းပြောပြပါတယ်။အဲ့ဒီလိုယဉ်ကျေးမှုကဆိုဖီကိုကိုရီးယားယဉ်ကျေးမှုအပေါ်စိတ်ဝင်စားမှုတိုးပွားလာစေပြီးသူမရဲ့ကိုရီးယားနာမည်ကိုတော့စတင်အသုံးပြုခြင်းစိတ်ပေါက်လာစေပါတယ်။ဒါပေမဲ့ဒီအကြောင်းကိုကြားလိုက်ရတဲ့အခါအဖွားဖြစ်သူကပြင်းပြင်းထန်ထန်တုံ့ပြန်လာပြီးတိတိတတ်တာဒေါသထွက်သွားပါတယ်။ဒါဟာဆိုဖီကအဖွားဖြစ်သူအသေးအတန်မြုပ်နှံထားခြင်းနဲ့လှုပ်ဝက်ချက်တစ်ခုကိုမသိပဲတွားထိမိလိုက်တယ်လို့ပါပဲ။
ဘာရှင်းပြချက်မှထပ်မပေးဘဲအဖွားဖြစ်သူဟာထမင်းစားပွဲကနေရုတ်တရက်ထွက်သွားတာကြောင့်ဆိုဖီကိုဇဝေဇဝါနဲ့စိတ်မသက်မသာဖြစ်ကြံရစ်စေခဲ့ပါတယ်။အဖွားထွက်သွားပြီးတဲ့နောက်ဆိုဖီရဲ့အဖေကဆိုဖီနဲ့သူတို့မိသားစုဝင်တိုင်းဟာမွေးကလေးကကိုရီးယားနာမည်တွေအမှန်တကယ်ပေးထားခြင်းခံရတာဟုတ်ပါတယ်လို့တုတ်ဆိုင်နဲ့အတည်ပြုပေးပါတယ်။ဒါပေမဲ့အဲ့ဒီနာမည်တွေကိုတမင်တကာကိုမသုံးခဲ့ကြတာပါ။အဲ့ဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုတော့သူလည်းအပြေအဝရှင်းမပြနိုင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီဆုံးဖြတ်ချက်ကအမြဲတမ်းအဖွားဖြစ်သူစီကပဲလာခဲ့လို့ပါပဲ။အဲ့ဒီနောက်ဆိုဖီရဲ့အမေကအခြေအနေကိုပြေလည်အောင်ဝင်ထိန်းတဲ့အနေနဲ့အဖွားရဲ့တုံ့ပြန်မှုဟာကိုရီးယားစစ်ပွဲအတွင်းမှာနာကျင်စရာကောင်းတဲ့အခြေအနေတွေကိုကြုံတွေ့ခဲ့ရတဲ့သူမရဲ့ငယ်ဘဝကနှက်ဆိုင်တဲ့စိတ်တန်ရာကြောင့်ဖြစ်နိုင်ခြေများပါတယ်လို့ရှင်းပြပါတယ်။အဲ့ဒီအမှတ်တရဟာအဖွားရဲ့လူကြီးဘဝအထိကြန့်ရှိနေခဲ့တာပါ။သူမကဆိုဖီကိုအဖွားရဲ့ခံစားချက်ကိုနားလည်ပေးဖို့တောင်းဆိုပါတယ်။သမီးနဲ့သမီးကြောင့်ပြောပြပါဦး။ဆိုဖီနေကောင်းရဲ့လား။တကယ်တော့သူတို့ကကိုရီးယားလူမျိုးတွေသမီးအတွက်ကောင်းတာပေါ့။သမီးရဲ့ကိုရီးယားနာမည်ကိုအခုသုံးဖို့တောင်စဉ်းစားနေတာ။သမီးမှာကိုရီးယားနာမည်မရှိပါဘူးဆိုဖီအဖွားဒီလောက်အခြေအနေဆိုတာငါတခါမှမမြင်ဘူး။โอเคငါတို့မိသားစုဘက်ကအဲ့ဒါကမင်းအတွက်အရေးကြီးတယ်လို့ထင်ခဲ့ကြတာအဖွားကအခြေခံအားဖြင့်မင်းရွယ်တုန်းကလူပဲခံတယောက်ဖြစ်ခဲ့တာကျေးဇူးပြုပြီးအပေါ်ထပ်တက်ပြီးတွားတောင်းပန်လိုက်ပါအမေရဲ့အကြံဉာဏ်အတိုင်းဆိုဖီဟာနောက်ဆုံးမှာတော့အဖွားဖြစ်သူစီတွားရောက်တောင်းပန်ဖို့တတိမွေးခဲ့ပါတယ်သူတို့စကားပြောနေစဉ်မှာအဖွားဖြစ်သူကသူမရဲ့အတိတ်တစိတ်တစ်ပိုင်းကိုနောက်ဆုံးမှာထုတ်ဖော်ပြောပြခဲ့ပါတယ်အဲ့ဒါကတော့မိသားစုကိုမျိုးဆက်ပေါင်းများစွာခြောက်လန့်နေတယ်လို့သူမယုံကြည်တဲ့ကျိန်စာတစ်ခုကနေကာကွယ်ဖို့အတွက်ဆိုဖီရဲ့အမေကလေးဘဝတုန်းကကိုရီးယားကနေအမေရိကကိုတမင်တကာခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်သူမကဆိုဖီကိုသူမရဲ့ကိုရီးယားနာမည်ကိုဘယ်တော့မှမသုံးဖို့ကတိတောင်းခဲ့ပြီးအဲ့ဒါကသာသူတို့ကိုဘေးကင်းအောင်ထားနိုင်မဲ့တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ခိုင်မာပြောပါတယ်။ဒါပေမဲ့ဆိုဖီကတော့အဲ့ဒီရှင်းပြချက်ကိုယုံကြည်ဖို့မဖြစ်နိုင်ဘူးလို့ယူဆခဲ့ပြီးသူမရဲ့မယုံကြည်မှုကြောင့်တင်းမာမှုတွေရုတ်တရက်ပြန်လည်မြင့်တက်လာကအဖွားဖြစ်သူကစိတ်မထိန်နိုင်ပဲပြင်းပြင်းထန်ထန်တုံ့ပြန်လာတော့တယ်။အဲ့ဒီလိုထိတ်တိုက်တွေမှုကဆိုဖီကိုနာကျင်ဝမ်းနည်းစေခဲ့ပြီးသူမကစိတ်ဆိုးမှန်ဆိုးနဲ့အဲ့ဒီညမှာပဲအဖွားရဲ့အိမ်ကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။စိတ်ခံစားချက်တွေပြင်းထန်နေတာကြောင့်ဆိုဖီဟာစိတ်တည်ငြိမ်အောင်လုပ်ဖို့ဘာတစ်ခုမှမရက်ခင်ထိလမ်းမရှိပဲရှောင်မောင်းနေခဲ့ပါတယ်။အရက်တောက်ရင်အချိန်တန်ကြာကုန်လုံးပြီးတဲ့နောက်သူမရဲ့အာယုံဆိုင်မှုကခုနတင်ဝင်လာပြီးအနီးနားမှာထိုင်နေတဲ့အမျိုးသားတစ်ယောက်စီရောက်သွားပါတယ်။ဆိုဖီကမိမိသတိမထားမိပဲသူ့ကိုစတင်ကြည့်ရှုနေမိပါတယ်။အထူးသဖြင့်သူကကိုရီးယားလူမျိုးပုံစံပေါက်နေတာကြောင့်ပါပဲ။တတိနည်းနည်းမွေးပြီးသူမကသူ့စီချင်းကပ်သွားပြီးအချင်းချင်းမိတ်ဆက်ချင်းကနေတဆင့်သူ့နာမည်ကဂျွန်ဖြစ်ကြောင်းသိလိုက်ရပြီးသူကလည်းသူမလိုပဲလူတစ်တစ်ယောက်ဖြစ်နေပြန်ပါတယ်။သူတို့ရဲ့စကားပြောဆိုမှုကတဘာဝအတိုင်းစီးဆင်းသွားတာကြောင့်ဆိုဖီကိုတက်တောင့်တက်တာဖြစ်စေခဲ့ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဘားကနေအတူတူထွက်လာခဲ့ကြပါတယ်။ဂျွန်အပေါ်သူမရဲ့စိတ်ဝင်စားမှုပိုမိုအားကောင်းလာတာနဲ့အမျှဆိုဖီဟာသူ့ရဲ့ကျွမ်းကျင်တဲ့အင်္ဂလိပ်စာကနိုင်ငံတကာကျောင်းတက်ခဲ့ပူတာကြောင့်ဖြစ်မှန်းသိလိုက်ရပါတယ်။တစ်ဖက်မှာလည်းဂျွန်ကဆိုဖီဟာသူမမှာကိုရီးယားသွေးပါနေပေမဲ့ကိုရီးယားစကားမပြောတတ်တာကိုသိသွားပြီးနောက်သူမကိုကိုရီးယားစကားသင်ပေးဖို့စိတ်ရင်းမှန်နဲ့ကမ်းလှမ်းလာပါတယ်။ငါကဂျွန်ပါဆိုဖီနေဦးမင်းကိုရီးယားကလာတာလားမင်းကိုတောက်เสียရတစ်ခုခုတိုက်လို့ရမလားမင်းကိုရီးယားကလာတာဆိုရင်ဘလို့ဖြစ်လို့အင်္ဂလိပ်စကားဒီလောက်တော်နေတာလဲငါကိုယုံပါငါဘဝတောက်လျှောက်နိုင်ငံတကာပေါ်တာအကြောင်းတွေတက်ခဲ့တာသူတို့ရဲ့ရင်းနှီးတဲ့စကားပြောဆိုမှုကဆိုဖီရဲ့အဆောင်ပြင်ဘက်ကိုရောက်တဲ့အထိဆက်ရှိနေခဲ့ပါတယ်မခွဲခွာခင်မှာဂျွန်ကသူမကိုထပ်တွေ့ခြင်းနဲ့ဆန္ဒကိုထုတ်ဖော်ပြောပြပါတယ်သူ့အပေါ်စိတ်ဝင်စားနေပြီဖြစ်တဲ့ဆိုဖီကတော့ဂျွန်ရဲ့ဖုန်းနံပါတ်ကိုဘာမှမတွေးပဲချက်ချင်းသိမ်းဆည်းလိုက်ပါတယ်နောက်ရက်မှာတော့ဆိုဖီနဲ့ဂျွန်ဟာစားတောက်ဆိုင်တစ်ခုမှာထပ်မံတွေ့ဆုံခဲ့ကြပြီးဒါဟာသူတို့ရဲ့ချစ်သူတက်တန်းစတင်ခြင်းဖြစ်ပါတယ်သူတို့ရဲ့ယဉ်ကျေးမှုကမြ мян ဆန်ဆန်ပဲချစ်ခင်နှစ်သက်စရာခိုက်တန့်တွေဖြစ်ပြောင်းလဲသွားပြီးတရားဝင်ဆောင်ရွက်တွဲဖြစ်လာခဲ့ပါတယ်အဲ့ဒီလိုပျော်ရွှင်နေရတဲ့ဂျာကဆိုဖီကဂျွန်ကိုကိုရီးယားစကားသင်ပေးမယ်ဆိုတဲ့သူ့ရဲ့ကတိကိုသတိပေးလိုက်ရဂျွန်ကအခြေအနေတစ်ခုနဲ့သဘောတူပါတယ်အဲ့ဒါကတော့ဆိုဖီမှာကိုရီးယားနာမည်တစ်ခုအရင်ရှိရမယ်ဆိုတာပါပဲဒါကမင်းအတွက်သိမခတ်ပါဘူးမင်းငါကိုကိုရီးယားစကားသင်ပေးမယ်ဆိုတာတကယ်လားအင်းငါသင်ချင်တယ်မင်းမှာကိုရီးယားနာမည်တစ်ခုလိုတယ်ငါမှရှိပြီးသားဘာလဲအဲ့ဒါမင်းနောက်တော့သိလာမှာပါသူတို့တွဲပြီးရက်အနှဲငယ်ကြာမှာဆိုဖီကဂျွန်ကိုသူမရဲ့မိသားစုနဲ့မိတ်ဆက်ပေးခဲ့ပြီးအထူးသဖြင့်သူမရဲ့အမေနဲ့အဖေကသူ့ကိုလှိုက်လဲကြိုဆိုကြပါတယ်သူတို့စကားပြောနေစဉ်မှာဂျွန်ရဲ့ဘိုးဘွားတွေဟာဆိုဖီရဲ့အဖွားမွေးဖွားခဲ့တဲ့ဆိုးမျိုးကပဲလာခဲ့ကြတာဖြစ်ကြောင်းသိလိုက်ရပါတယ်ဒါပေမဲ့လည်းဆိုဖီရဲ့မိဘတွေစီကရရှိတဲ့ဖော်ရည်တဲ့ကြိုဆိုမှုနဲ့မတူပဲသူမရဲ့အဖွားကတော့ဂျွန်ကိုမြင်လိုက်ရတဲ့အခိုက်အတန့်ကလေးကစိတ်မသက်မသာဖြစ်စရာကောင်းတဲ့စူးစူးဆိုင်ဆိုင်အကြည့်တွေနဲ့ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်ဂျွန်ကသူ့အဖွားအတွက်ယူလာတဲ့လက်ဆောင်ကိုတစ်တာအသေးလေးနဲ့တည်သက်စွာထည့်ပြီးပေးအပ်ပါတယ်။ဒါပေမဲ့တစ်တာကိုဖွင့်လိုက်ပြီးအထက်ကပစ္စည်းကိုမြင်လိုက်ရတဲ့အခါမှာတော့အဖွားရဲ့တုံ့ပြန်မှုကအဆုံးရောက်သွားပါတယ်။သူမဟာအထက်ကပတိစီတွေကိုမြင်ပြီးကြောက်လန့်တကြားအော်ဟစ်ပါတော့တဲ့အဲ့ဒီပစ္စည်းကရေရှည်မြုပ်နှံထားတဲ့စိတ်တန်ရာကိုပြန်နှုတ်တယ်လို့ပါပဲ။ဖြစ်ပျက်ခဲ့တာတွေပေါ်စိတ်မသက်မသာအကြီးအကျယ်ဖြစ်သွားတာကြောင့်ဆိုဖီကစိတ်တည်ငြိမ်အောင်လုပ်ဖို့အပြင်ကိုထွက်လာခဲ့ပြီးဂျွန်ကလည်းသူမနောက်ကိုလိုက်လာကအဖွားရဲ့ဆွဲကြံနေတဲ့အတိတ်အပေါ်နားလည်ပေးဖို့တောင်းဆိုရင်နှစ်သိမ့်ပေးပြီးသူကိုယ်တိုင်လည်းလူအများစုမသိတဲ့မှောင်မိုက်တဲ့အတိတ်တစ်ခုရှိကြောင်းတိုးတိတ်ဝန်ခံခဲ့ပါတယ်။တွေ့ရတာဝမ်းသာပါတယ်အန်တီဒါကဆိုဖီရဲ့ရီးစားဂျွန်ပါ
ဒါနဲ့အန်တီရဲ့ဇာတိမြေကပစ္စည်းလေးတစ်ခုပေးချင်လို့ပါဆိုဖီတော်တော့သူမကငါတို့မိသားစုကျိန်စာတင်နေတယ်လို့ထင်နေတာငါ့ကိုကိုရီးယားနာမည်တော့မသုံးစေချင်ဘူးမင်းငါ့ကိုအဲ့ဒါဘာလဲဆိုတာအခုထိမပြောရသေးဘူးနော်မင်းပြောတာကိုငါကြားချင်တယ်ပတ်ဂျွန်အဖွားအိမ်ကဖြစ်ရဖြစ်ပြီးရက်အနှဲငယ်ကြာမှာတော့ဆိုဖီဟာပုံမှန်အတိုင်းကောလိပ်ကျောင်းတက်ခဲ့ပေမဲ့သူမရဲ့အတွေးတွေကတော့သူမစီကိုလုံးဝအဆက်အသွယ်မလုပ်တဲ့ဂျွန်စီမှာပဲရောက်နေခဲ့ပါတယ်ဟောပြောပွဲတစ်ခုအတွင်းမှာသူမဟာနောက်ကနေသူမရဲ့နာမည်ကိုတိုးတိုးလေးခေါ်တန်းကိုရုတ်တရက်ကြားလိုက်ရပါတယ်ပြီးတော့သူမလှည့်ကြည့်လိုက်တဲ့အခါသူမရဲ့အတန်းဖော်တွေဟာတခုခုအကြီးကျယ်မှားယွင်းနေတယ်လို့မျိုးစိုက်ကြည့်နေကြပြီးထူးဆန်းစွာပြုမှုနေတာကိုမြင်လိုက်ရပါတယ်ခဏကြာမှာတော့ဆိုဖီလက်နိုးလာပြီးအဲ့ဒါဟာအိမ်မက်ဆိုးတစ်ခုသာဖြစ်မှန်းသိလိုက်ရပါတယ်သူမဟာဂျွန်စီကမက်ဆေ့ချဒါမှမဟုတ်ဖုန်းခေါ်ဆိုမှုလွတ်သွားတာမျိုးရှိမလားလို့မျှော်လင့်ချက်နဲ့ဖုန်းကိုချက်ချင်းလှမ်းယူလိုက်ပေမဲ့သူမစီအဆက်အသွယ်မလုပ်တာရက်ပေါင်းများစွာကြာပြီဆိုတဲ့နာကျင်စရာလက်တွေ့ဘဝနဲ့ထပ်မံရင်ဆိုင်ရပါတယ်လေတုံလုံးနေတော့မှဖြစ်လို့ဆိုဖီကကတင်ပေါ်ကထားပြီးစိတ်ငြိမ်အောင်လုပ်ဖို့ရေချိုးခန်းစီရှောက်သွားပေမဲ့သူမရဲ့ခြေထောက်ကကျမ်းပြင်ပေါ်မှာရှိနေတဲ့ခံကွဲစတစ်ခုကိုမတော်တဆနင်းမိလိုက်တဲ့အခါရုတ်တရက်ရပ်တန့်သွားပါတယ်တညမှာတော့စိတ်ပန်းပြေစေဖို့အတွက်ဆိုဖီကတငယ်ချင်းတွေနဲ့အတူကာရာအိုကေဘာတစ်ခုကိုသွားခဲ့ပါတယ်ဖုန်းကိုဒီတိုင်းပို့နေတော့မှပဲအာရီကဆိုဖီနဲ့ကွန်တို့ရဲ့တပ်ပုံကိုစနောက်ပြီးရိုက်လိုက်ပါတယ်ဒါပေမဲ့သူမကအဲ့ဒီပုံကိုတေးသေးချာချာကြည့်လိုက်တဲ့အခါကွန်ရဲ့မျက်နှာကဝေဝါးပြီးကွယ်ပြောင်းနေတယ်လို့ဖြစ်နေတာကြောင့်မမြင်ရတဲ့အရာတစ်ခုခုကဖုံးကွယ်ထားတယ်လို့မျိုးစိတ်မသက်မသာဖြစ်စရာကောင်းနေတာကိုသတိပြုမိလိုက်ပါတယ်အဲ့ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေစက်တိုက်ဖြစ်နေတော့မှပဲအရက်ရှိန်နဲ့တက်နေတဲ့ဆိုဖီဟာကောင်းပွိုင်အုပ်ထုတ်ဆောင်ထားပြီးခေါင်းငုံထားတဲ့အမျိုးသားတစ်ယောက်ရဲ့ဘေးမှာရက်နေတဲ့စိမ့်တက်တဲ့နေရာတစ်ခုကသူမရဲ့ကိုယ်ပွားပုံရိပ်လိုမျိုးပြသနေတဲ့ရုပ်မြင်သံကြားစခရင်စီကိုရုတ်တရက်အာရုံစိုက်မိသွားပါတယ်အဲ့ဒီအမျိုးသားကသူ့ရဲ့မျက်နှာကိုဖြည်းဖြည်းချင်းမောလိုက်တဲ့အခါဆိုဖီဟာကြောက်ရွံ့မှုတွေအကြီးအကျယ်လွှမ်းမိုးသွားပြီးထိတ်လန့်တကြားနဲ့အဲ့ဒီနေရာကနေအတင်းထွက်ပြေးခဲ့ပါတယ်မကြခင်မှာပဲသူမဟာအခြေအနေတစ်ခုကြောင့်ဆန်ဖရန်စစ္စကိုကိုသွားနေကြပြီဖြစ်တဲ့အမေဖြစ်သူစီကဖုန်းကိုလက်ခံရရှိပါတယ်ပြီးတော့စကားပြောနေတော့မှအမေကဆိုဖီကိုအချိန်တော်ကြာအဆက်အသွယ်မရပဲဖြစ်နေတဲ့အဖွားဖြစ်သူစီတွားကြည့်ပေးဖို့တောင်းဆိုပါတယ်ဆိုဖီကသူမရဲ့အဆောင်ခန်းကိုရောက်လို့ဝန်ခံနီးမှာပဲအဖွားဖြစ်သူကရုတ်တရက်ပေါ်လာပြီးသူမကိုလက်ဖြတ်သွားစေကဆိုဖီကိုပို့ပြီးတတိထားဖို့အရေးတကြီးတတိပေးပါတယ်ရှင်းပြချက်တိတ်မပေးပဲအဖွားဖြစ်သူကသူမကိုပြစရာအရေးကြီးတာတခုရှိတယ်လို့မျိုးအိမ်ကိုလိုက်ခဲ့ဖို့တောင်းဆိုပါတယ်သူတို့ရောက်သွားတဲ့အခါဆိုဖီကအင်ကြီးဟာမှောင်မိုက်ပြီးဖျို့ဖျဲဖြစ်နေတာကိုချက်ချင်းသတိပြုမိလိုက်ပါတယ်အထက်ကငြိမ်သက်မှုကိုအရာတစ်ခုခုကနှောက်ယှက်ထားသလိုပါပဲအဲ့ဒီမှောင်မိုက်ပြီးဖျို့ဖျဲဖြစ်နေတဲ့အိမ်ရဲ့ဒုတိယထပ်ကိုရောက်တဲ့အခါအဖွားဖြစ်သူကဆိုဖီကိုအိတ်ခမ်းတစ်ခမ်းနဲ့ခေါ်သွားပြီးဓာတ်ပုံဟောင်းတစ်ပုံကမ်းပေးကတိတိကျကျကြည့်ဖို့တောင်းဆိုပါတယ်အဲ့ဒီဓာတ်ပုံထဲမှာဆိုဖီဟာကျိုးဆွဲချတည်ဆုံနေတဲ့အမျိုးသမီးတဦးရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်ပြီးတော့လေးလံတဲ့အတန်နဲ့ပဲအဖွားဖြစ်သူကအဲ့ဒီအမျိုးသမီးဟာဇလန်းအစတုန်းကအသက်16နှစ်အရွယ်မှာတင်ကိုအဆုံးစီရင်သွားခဲ့တဲ့သူမရဲ့ကိုယ်ပိုင်မေဖြစ်တယ်လို့ရှင်းပြပါတယ်အဲ့ဒီလိုဖြစ်ပျက်ခဲ့တဲ့ညမှာအဖွားဖြစ်သူဟာဆိုဖီရဲ့အမေကိုဝင်လွယ်ထားရတုန်းဖြစ်ပြီးဗီဒီယိုထဲမှာပုံနေခဲ့တာပါစိတ်တန်ရာတွေပြည့်နေတဲ့အကြည့်တွေနဲ့ပဲအဖွားဖြစ်သူကဆိုဖီကိုအခုသူမစီမှာဖြစ်ပျက်နေတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေအားလုံးဟာဆိုဖီရဲ့ကိုရီးယားနာမည်ကိုပြောဆိုမျှဝေလိုက်တဲ့အခိုက်အတန့်ကလေးကစတင်ခဲ့တာဖြစ်ပြီးဂျွန်ပြန်လာဖို့အတွက်လမ်းကြောင်းကိုမတိပဲဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတာလို့ပြောပြပါတယ်အဖွားရဲ့အဆိုအရဂျွန်ဟာဆိုဖီယုံကြည်ထားတယ်လို့ရိုးရိုးမျိုးသားတစ်ယောက်မဟုတ်ပါဘူးသူတို့မိသားစုရဲ့တွေးလိုက်ပေါ်နက်နက်ရှိုင်းရှိုင်းမကျေနပ်ချက်တွေတည်ဆောင်ပြီးပြန်လာတဲ့အတိတ်ကနန်ဝိညာဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒီနောက်သူမကရေရှည်မြုပ်နှံထားတဲ့လှုပ်ဝက်ချက်ကိုထုတ်ဖော်ပြောပြရမှာလွန်ခဲ့တဲ့မျိုးဆက်အနည်းငယ်တုန်းကသူတို့ရဲ့ဘိုးဘွားတစ်ယောက်ဟာဂျွန်ရဲ့ချစ်သူဖြစ်ခဲ့မှုကြောင့်ရှင်းပြပါတယ်ဒါပေမဲ့အဲ့ဒီဆက်ဆံရေးဟာဂျွန်ရဲ့ဇနီးဖြစ်သူကဖောက်ပြန်နေတာကိုသိလိုက်ရတဲ့အခါတစ္ဆာဖောက်မှုနဲ့အဆုံးသတ်သွားခဲ့ပါတယ်အဲ့ဒီလိုနှလုံးကွဲကြေရမှုကဂျွန်ကိုအဆုံးစီရင်ဖို့တွန်းအားပေးခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်ကစလို့သူ့ရဲ့ဝိညာဉ်ဟာငြိမ်းချမ်းမှုလုံးဝမရရှိတော့ပဲကလေးစားချီလိုတဲ့ဝိညာဉ်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားကမျိုးဆက်တစ်ခုပြီးတစ်ခုသူတို့မိသားစုကအမျိုးသမီးတွေကိုပြစ်မှတ်ထားပြီးကလေးစားချီဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီဝိညာဉ်ဟာသူတို့ကို၆လရုံနဲ့မကပဲသူတို့ရဲ့စိတ်ကိုပါဖြည်းဖြည်းချင်းကျူးကျော်ဝင်ရောက်ပြီးကိုအဆုံးစီရင်တဲ့အထိတွန်းပို့ကသူတို့ရဲ့စိတ်ကိုထိန်းချုပ်မရအောင်လုပ်ပစ်တာပါဘာလို့လဲဆိုတော့ဂျွန်ကတေချင်းတရားမှာသာသူတို့ဟာတမလွန်ဘဝအတွက်သူ့ရဲ့အဖော်တွေဖြစ်လာနိုင်မယ်လို့ယုံကြည်လို့ပါပဲအဲ့ဒီကျိန်စာဟာနောက်ဆုံးမှာဆိုဖီရဲ့ဘွားအေဂျီစီကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီအချိန်တုန်းကသူမကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်မှုတွေဟာနေ့စဉ်နဲ့အမျှပိုမိုပြင်းထန်လာခဲ့ပါတယ်သူမဟာတိုးတိတ်ပြောတန်တွေကိုကြားလာရပြီးမမြင်ရတဲ့တရှိမှုကိုခံစားလာရကသူမရဲ့စိတ်ပိုင်းဆိုင်ရာကိုတဖြည်းဖြည်းပျက်စီးစေတဲ့စင်ဆက်မပြတ်ဖိအားတွေအောက်မှာနေထိုင်ခဲ့ရပါတယ်အဲ့ဒီအချိန်ကအသက်ငယ်ရွယ်ပြီးကိုဝင်ရှိနေသေးတဲ့ဆိုဖီရဲ့အဖွားဟာသူမရဲ့အမေပျက်စီးယိုယွင်းလာတာကိုသာစောင့်ကြည့်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့သူမရဲ့တေဆုံးမှုကဂျွန်ရဲ့ဒေါသကိုပြေလျှော့စေပြီးသူမရဲ့သမီးနဲ့မမွေးသေးတဲ့မြေဖြစ်သူတို့ကိုနောက်ထပ်တားကောင်တွေမဖြစ်အောင်ကာကွယ်ပေးနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကိုစနစ်တကျအနစ်နာခံမှုရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီလိုအနစ်နာခံမှုကကျင်းစာကိုအပြည့်အဝမဖျက်ဆီးနိုင်ခဲ့ပေမဲ့ဒါဟာအချိန်ဆွဲပေးလိုက်ရုံသက်သက်ပါပဲအဲ့ဒီဖြစ်ဆိုးပြီးနောက်အဖွားဖြစ်သူကသူမရဲ့သမီးငယ်လေးဖြစ်တဲ့ဆိုဖီရဲ့အမေကိုခေါ်ပြီးကိုရီးယားကနေထွက်ခွာကအမေရိကမှာမိသူမိဝါဖြစ်ကြောင်းနာမည်အသစ်နဲ့အခြေချခဲ့ပါတယ်ဂျွန်ဟာသူတို့ရဲ့မျိုးဆက်တွေကို
သူတို့ရဲ့ကိုရီးယားနာမည်တွေကတဆင့်သာခြေရာခံနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့လို့ပါပဲအဲ့ဒါကြောင့်လေသူမကမိသားစုတွေကလူတိုင်းကိုသူတို့ရဲ့နာမည်အစစ်အမှန်တွေမသုံးဖို့တားမြစ်ခဲ့ပြီးမိသားစုမှတ်တမ်းတွေကနေသူတို့ရဲ့အတိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့အခုတော့အဲ့ဒီကိုရီးယားနာမည်ကိုပြန်ပြောလိုက်တာကြောင့်ဂျွန်ကဖြည်းဖြည်းချင်းပြန်လာပြီးဆိုဖီရဲ့ဘဝထဲကိုဝင်ရောက်ခွင့်ရသွားတာမို့အဲ့ဒီအနစ်နာခံမှုတွေအားလုံးဟာအတိတ်ပဲမဲ့သွားတယ်လို့ခံစားရပါတယ်ဆိုဖီကိုကလေးဘဝထဲကပြုစုပြောထောင်လာခဲ့တာမို့အဖွားဖြစ်သူကဆိုဖီလိန်ပြောနေတာကိုသိနေပြီးဆိုဖီကဂျွန်ရဲ့ရှိမှအဲ့ဒီနာမည်ကိုတကယ်ပဲပြောပြခဲ့မိပါတယ်လို့နောက်ဆုံးမှဝန်ခံတဲ့အထိအမှန်တိုင်းပြောဖို့တိုက်တွန်းပါတယ်အဲ့ဒီလိုဝန်ခံချက်ကဂျွန်ဟာသူတို့ကိုရှာတွေ့သွားပြီဆိုတဲ့အဖွားရဲ့ယုံကြည်ချက်ကိုပိုပြီးခိုင်မာစေပါတယ်သူမကဂျွန်ကိုတားဆီးနိုင်မဲ့တခုလေသောနီလန်ကတော့သူ့ရဲ့နာမည်အစစ်မှန်ကိုရှာဖွေဖို့ပဲဖြစ်တယ်လို့ရှင်းပြပါတယ်ဒါပေမဲ့သူမကိုယ်တိုင်လည်းအဲ့ဒါကိုမသိပါဘူးပြီးတော့သူတို့ရဲ့မိသားစုတမိုင်းထဲမှာလည်းဂျွန်ရဲ့ခြေရလက်ရလုံးဝမရှိပါဘူးသူ့ရဲ့နာမည်ကိုမိသားစုမျိုးရိုးတွေကနေတမင်တကာဖျောက်ဖျက်ထားခဲ့တယ်လို့ပါပဲမင်းအိမ်ကိုခေါ်လာတဲ့ကောင်လေးမင်းသူ့ကိုမင်းရဲ့ကိုရီးယားနာမည်ထုတ်ပြောလိုက်တာလားဟုတ်ပါတယ်ငါရဲ့ဘိုးဘွားဟာဂျွန်ရဲ့တလို့သမီးဖြစ်ခဲ့တာသူမဖောက်ပြန်နေတာကိုသူသိသွားခဲ့တယ်သူကိုတက်သေးခဲ့တယ်စိတ်မကောင်းပါဘူးအဖွားရဲ့ကလဲစားချေလိုတဲ့တရေတစီကအမျိုးသမီးတွေကိုမျိုးဆက်အလိုက်ကိုတက်သေးအောင်တွန်းပိုးနေတာသူ့ကိုတားဖို့ငါဘာလုပ်နိုင်မလဲငါကိုယ်တိုင်လည်းအသက်16နှစ်ပဲရှိသေးပြီးမင်းအမေကိုကိုဝင်ကြီးကျယ်လွယ်ထားရတာသူမရဲ့တက်သေးမှုကသူ့ရဲ့ဝိညာဉ်ကိုပြေရောစေလိမ့်မယ်ငါမင်းအမေနဲ့အတူကိုရီးယားကနေထွက်လာခဲ့ပြီးနာမည်အသစ်နဲ့ပုံနေခဲ့တာသူ့ရဲ့နာမည်အစ်စ်ကိုရှာတာကသူ့ကိုထွက်ခွာသွားစေနိုင်လိမ့်မယ်နောက်တနေ့မနက်မှာဆိုဖီဈေးဝယ်ထွက်နေတုန်းတိုးတိုးတိတ်တိတ်ခေါ်တန်းတွေကသူမရဲ့နာမည်ကိုထပ်မံခေါ်ဆိုလာတာကြောင့်သူမရဲ့စိတ်ကိုပုံမရှုပ်ထွေးသွားစေပါတယ်ထိတ်လန့်မှုတွေနဲ့စိတ်ကူးရောက်မြင်ကွင်းတွေဟာပုံမပြင်းထန်လာပြီးနောက်ဆုံးမှာတော့သူမကကောင်းပွိုင်းအုပ်ထုတ်ဆောင်ထားတဲ့အမျိုးသားတစ်ယောက်ကိုဂျွန်လို့ထင်မှတ်ပြီးအတင်းအော်ဟစ်ပါတော့တယ်ထိတ်လန့်တုန်လှုပ်စွာနဲ့ဆိုဖီဟာအိမ်ကိုအပြေးလွှားပြန်လာခဲ့ပေမဲ့ပြင်ပေါ်မှာတတိလလဲလျောင်းနေတဲ့အဖွားဖြစ်သူရဲ့မြင်ကွင်းကြောင့်ထိတ်လန့်သွားရပြန်ပါတယ်သူမကချက်ချင်းပဲအဖွားဖြစ်သူကိုဆေးရုံကိုခေါ်ဆောင်သွားခဲ့ပြီးဆေးကုသမှုခံယူပြီးတဲ့နောက်မှာတော့ဆရာဝန်ကအဖွားဖြစ်သူဟာကိုမာဝင်သွားပြီလို့ရှင်းပြကဆိုဖီကိုမိဘတွေစီချက်ချင်းအကြောင်းကြားဖို့တောင်းဆိုပါတယ်မကြခင်မှာပဲဂျွန်ဟာဆိုဖီရဲ့ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်အပြစ်ရှိတယ်လို့ခံစားရမှုတွေလွှမ်းမိုးနေတာကြောင့်ဆိုဖီကဂျွန်ရဲ့နာမည်ကိုမိသားစုမျိုးရိုးတွေကနေဖျောက်ဖျက်ဖို့ဆုံးဖြတ်ခဲ့တာအပါအဝင်အတိတ်ကသူမမိသားစုလုပ်ခဲ့သမျှအရာအလုံးအတွက်တောင်းပန်လိုက်ပါတယ်သူမကကျိန်စာကိုရက်တန့်ပေးဖို့တောင်းပန်ပေမဲ့ဂျွန်ကတော့အေးဆက်ဆက်နဲ့ပဲသူ့လိုချင်ဆုံးအရာကတခုတည်းပါအဲ့ဒါကတော့ဆိုဖီသေဆုံးသွားပြီးတမလွန်ဘဝမှာသူ့ရဲ့ထာဝရအဖို့ဖြစ်လာဖို့ပဲလို့ထုတ်ပြောပါတယ်ကြီးမားတဲ့ဖိအားတွေရှိနေတဲ့ကြားကဆိုဖီဟာစိတ်အေးထားဖို့ကြိုးစားပြီးနောက်ဆုံးမှာတော့ဂျွန်ကသူမရဲ့မိသားစုကိုကျိန်စာကနေလွှတ်ပေးဖို့နဲ့သူမရဲ့မိဘတွေအဖွားသတိပြန်ရလာတာကိုမြင်တွေ့နိုင်ဖို့အတွက်48နာရီအချိန်ပေးရမယ်ဆိုတဲ့အခြေအနေနဲ့သူ့ရဲ့တောင်းဆိုမှုကိုသဘောတူလိုက်ပါတယ်မင်းအဖွားရဲ့ကျန်းမာရေးကအလျင်အမြန်ကျဆင်းသွားတာသူမမှာအချိန်အများကြီးမကျန်တော့ဘူးထင်တယ်ငါအင်းမင်းရဲ့မိဘတွေကိုခေါ်ဖို့အကြံပြုချင်တယ်ငါမိသားစုကမင်းကိုတမိုင်းထဲကနေဖျောက်ဖျက်ခဲ့တဲ့အတွက်စိတ်မကောင်းပါဘူးငါသူမကိုမလိုချင်ဘူးငါမင်းကိုပဲလိုချင်တာဒါဆိုသဘောတူညီချက်တစ်ခုလုပ်ကြရအောင်ကျေးဇူးပြုပြီးသူမကိုလွှတ်ပေးပါမင်းသူမကိုဒီအရာကနေလွှတ်ပေးမယ်ဆိုရင်ငါမင်းစီကိုလိုလားနဲ့အနစ်နာခံပေးပါမယ်ငါကို48နာရီအချိန်ပေးပါအဖွားတယောက်တည်းနိုးမလာစေဖို့ငါမိဘတွေကိုဒီမှာရှိစေချင်လို့ပါဆိုဖီကသူမရဲ့အမေစီဖုန်းဆက်ဖို့ကြိုးစားတဲ့အခါဖုန်းခေါ်ဆိုမှုကဆက်သွယ်လို့မရတာကြောင့်စိန့်ဂျူလီယန်ဆေးရုံမှာအဖွားဖြစ်သူကိုမဝင်နေပြီဖြစ်ကြောင်းရှင်းပြထားတဲ့အတန်မက်ဆေ့ချတစ်ခုပို့လိုက်ရုံကလွဲလို့အခြားရွေးချယ်စရာမရှိတော့ပါဘူးအဖြေတွေကိုအသေးအတန်ရှာဖွေချင်နေတာကြောင့်ဆိုဖီဟာတမိုင်းဝင်စာရွက်စာတမ်းဟောင်းတွေကိုစစ်ဆေးပြီးမိမိရဲ့မိသားစုမျိုးရိုးကိုစတင်သူတည်တနာပြုပါတယ်ကိုရီးယားစာဖတ်တတ်တဲ့အမျိုးသမီးပရိုဖက်ဆာစီကနေအကူအညီတောင်းပြီးအဖွားဖြစ်သူမှာအချိန်အများကြီးမကျန်တော့တာကြောင့်နဲ့မိသားစုရဲ့တမိုင်းကြောင်းကိုအမြဲတမ်းလှုပ်ဝက်ထားခဲ့တာကြောင့်ဒီရှာဖွေမှုကအရေးကြီးကြောင်းရှင်းပြပါတယ်အဲ့ဒီမှတ်တမ်းတွေထဲကနေပရိုဖက်ဆာက1902ခုနှစ်အောက်တိုဘာ13ရက်စွဲနဲ့ဖြစ်ပွားခဲ့တဲ့ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒါကတော့ဆိုဖီရဲ့မိသားစုဝင်တစ်ယောက်ဟာဓာတ်အားပေးစက်ရုံတစ်ခုမှာကိုလျှက်စစ်တက်လိုက်ပြီးအဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်သူ့ရဲ့ရုပ်အလောင်းကိုနောက်ပိုင်းမှာရေထဲမြုပ်နေတာကိုတွေ့ရှိခဲ့ရတာပါအဲ့ဒီဖြစ်ရပ်ပြီးနောက်မိသားစုကသူ့ရဲ့နာမည်ကိုမှတ်တမ်းတွေထဲကနေတမင်တကာဖျောက်ဖျက်ခဲ့တာကြောင့်ဂျွန်ရဲ့နာမည်ကသူတို့ရဲ့မိသားစုတမိုင်းထဲမှာဘာလို့တစ်ခါမှပေါ်မလာခဲ့တာလဲဆိုတာရှင်းလင်းသွားပါတယ်ပိုပြီးသိရှိနိုင်ဖို့အတွက်ဆိုဖီဟာပြုပြင်မှုမှန်မှုတွေကြောင့်ပိတ်ထားတဲ့တက္ကသိုလ်စာကြည့်တိုင်းမှာသူမရဲ့ရှာဖွေမှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီး19ရာစုကကိုရီးယားတမိုင်းမော်ကွန်းတိုက်တွေကိုကြည့်ရှုဖို့အတွက်အထဲကိုအတင်းဝင်ရောက်ခဲ့ပါတယ်မကြခင်မှာပဲအာရီရောက်လာပြီးဆိုဖီကကိုရီးယားစာမဖတ်တတ်တာမို့ကူညီပေးခဲ့ရာသူတို့နှစ်ယောက်ဟာအဖွားဖြစ်သူရဲ့ကိုရီးယားနာမည်ဖြစ်တဲ့ Y1 ဆိုတဲ့နာမည်ပါဝင်တဲ့စာရွက်စာတမ်းတွေနဲ့အတူသူတို့မိသားစုဟာတစ်ချိန်ကချမ်းသာပြီးဩဇာညောင်းခဲ့တဲ့ထောက်ထားတွေကိုနောက်ဆုံးမှရှာဖွေတွေ့ရှိခဲ့ပါတယ်သူတို့ပိုပြီးနက်နဲရှာဖွေဖို့စူးစမ်းနေတော့မှပဲမိတွေရုတ်တရက်ပြတ်သွားတာကြောင့်အခန်းထဲမှာမှောက်မိုက်သွားပြီးထိတ်လန့်သွားကြပါတယ်ဂျွန်ရှိနေတာကိုခံစားရတာကြောင့်ဆိုဖီကအာရီကိုစာရွက်စာတမ်းတွေထဲမှာပါတဲ့မိသားစုနာမည်တွေကိုတစ်ခုပြီးတစ်ခုအမြန်ဖတ်ပေးဖို့အရေးတကြီးတောင်းဆိုပါတယ်နာမည်အနည်းငယ်ကိုပြောလိုက်ပေမဲ့အားလုံးကမှားယွင်းနေတာကြောင့်ဂျွန်ရဲ့တရှိမှုကပိုပြီးနီးကပ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့အာရီကချီဆိုတဲ့နာမည်ကိုဖတ်လိုက်တဲ့အခါအဲ့ဒါကဂျွန်ရဲ့နာမည်အစ်စ်ဖြစ်နေတာကြောင့်
အဲ့ဒီအခိုက်အတန့်မှာပဲအဲ့ဒီနံဝိညာဉ်ဆိုပြီးပြက်ကွယ်သွားပါတော့တယ်ဆိုဖီကအဖွားဖြစ်သူကိုတွေ့ဖို့ဆေးရုံကိုအပြေးလွှားပြန်လာခဲ့ပေမဲ့ဂျွန်ကထပ်မံပေါ်လာပြီးသူ့ရဲ့နာမည်ကိုသိုံတက်တက်နဲ့တော့သူတို့မိသားစုရဲ့တွေးလိုက်မှာဆွဲကပ်နေတဲ့ကျင်းစာကိုဖျက်ဆီးဖို့မလုံလောက်ဘူးလို့ကြေညာပါတယ်အဲ့ဒီနောက်သူကဆိုဖီကိုတမလွန်ဘဝတဲကိုသူနဲ့အတူလိုက်ခဲ့ဖို့အတင်းအကျပ်လှုပ်ဆောင်ပြီးဓာတ်တစ်ချောင်းကမ်းပေးကကိုအဆုံးစီရင်ဖို့တောင်းဆိုပါတယ်ဆိုဖီဘာမှမလုပ်နိုင်ခင်မှာပဲသူမရဲ့အဖွားဖြစ်သူကရုတ်တရက်တတိပြန်ရလာပြီးဓာတ်ကိုလှမ်းယူကသူမရဲ့မြေမလေးကိုကယ်တင်ဖို့အတွက်သူမရဲ့လက်ပင်ကိုသူမကိုယ်တိုင်လှိဖြတ်လိုက်ပါတော့တယ်သူမရဲ့အနစ်နာခံမှုဟာသူမရဲ့ကိုယ်ပိုင်မေးတစ်ချိန်ကလှုပ်ခဲ့တယ်လို့မျိုးကျင်းစာကနောက်ထပ်မျိုးဆက်တစ်ခုကိုထပ်မံမထိခိုက်စေဖို့အတွက်အချိန်ဆွဲပေးလိုက်တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်အဲ့ဒီလိုလုပ်ရက်ကထိတ်လန့်စရာတွေကိုအပြည့်အဝမဖျက်ဆီးနိုင်ခဲ့ပေမဲ့ဒါဟာဆိုဖီနဲ့သူမရဲ့မိသားစုကိုအဲ့ဒီနေရာကနေထွက်ခွာပြီးအခြားနာမည်အသစ်တစ်ခုနဲ့ဘဝအသစ်ကိုစတင်ဖို့အတွက်အချိန်ရစေခဲ့ပါတယ်ငယ်စဉ်ကတည်းကပြုစုပြောထောင်ပေးခဲ့တဲ့အဖွားဖြစ်သူကိုဆုံးရှုံးလိုက်ရပြီးနောက်ဆိုဖီဟာနောက်ဆုံးမှာတော့ရှင်တန်ဖို့အတွက်တခုတည်းသောနီလန်ကအတိတ်ကလမ်းဟောင်းအတိုင်းလိုက်ရမှာပဲဆိုတာကိုနားလည်သွားခဲ့ပါတယ်အတိတ်ကနေထွက်ခွာပြီးမိသားစုရဲ့လှုပ်ဝက်ချက်ကိုဘလို့အခြေအနေမျိုးမှမဆိုကာကွယ်ရမှာပါအခုတော့ဆိုဖီဟာသူတို့ရဲ့နာမည်အစစ်အမှန်တွေကိုဘယ်တော့မှထပ်မပြောမိစေဖို့အတွက်ကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ထားရပြီးသူမရဲ့မိသားစုဘေးကင်းရေးဟာသူတို့ရဲ့မိသူမိဘဖြစ်ကြောင်းကိုဘလောက်အထိကောင်းကောင်းဖုံးကွယ်ထားနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်နေမှန်းသိနေခဲ့ပါတယ်ဒီမှာတင်မဲ့ဇလန်းကလည်းပြီးဆုံးသွားပါတော့တယ်ကဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆိုဖီတို့မိသားစုလိုကျင်းစာဆိုးရဲ့လှုပ်ဝက်ချက်တွေတုံလုံး၆ချားပွဲရာရုပ်ရှင်အမိုက်စားတွေကိုနောက်ထပ်ဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နဲ့ဦးနော်အခုရုပ်ရှင်အပေါ်မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းအောက်က comment မှာရေးသားမျှဝေခဲ့ကြပါဦးခင်ဗျာနောက်ထပ်စိတ်လှုပ်ရှားစရာဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘေးကင်းကြပါစေ